ဇလန်းကကျောင်းသားအရွယ်ချာလီနဲ့သူ့ညီလေးဆန်တို့လှေလော်ပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်တာကနေစတင်ပါတယ်။သူတို့ဟာပြိုင်ဘက်တွေကိုကြော်ဖြတ်ပြီးအနိုင်ရရှိခဲ့လို့အားလုံးရဲ့ချီးကျူးမှုကိုခံခဲ့ရပါတယ်။ပြိုင်ပွဲအပြီးမှာတော့ပြိုင်ဘက်ဖြစ်သူကွန်နော့စ်ကချာလီကိုနောက်တစ်ကြိမ်မှာတော့ကံကောင်းမှာမဟုတ်ဘူးလို့စိန်ခေါ်ခဲ့ပေမဲ့ဆန်ကသူ့ရဲ့ဆုတံဆိပ်ကိုဂုဏ်ယူစွာထုတ်ပြပြီးညီအကိုနှစ်ယောက်ထွက်လာခဲ့ကြပါတယ်။ညနေခင်းနေဝင်ချိန်မှာအမြောက်တန်ကြားတိုင်းသူတို့နှစ်ယောက်ဟာစိတ်ကန်းကလေတွေကိုကြည့်ပြီးတနေ့မှာကဘာပတ်ဖို့အတူတူအိမ်မက်မက်ခဲ့ကြပါတယ်။ချာလီရဲ့ကျောင်းဆင်းပွဲမှာသူဟာလှေလော်အသင်းကောင်းဆောင်အဖြစ်ပညာသင်ဆုရရှိခဲ့ပါတယ်။အဲဒီနောက်သူ့တငယ်ချင်းဆူလီကသူနဲ့ဂရင်းတို့ဟာနောက်ပတ်မှာရေတက်စခန်းကိုတွားရတော့မှာဖြစ်လို့နှုတ်ဆက်ပွဲလာဖို့ဖိတ်ကြားခဲ့ပါတယ်။အဲဒီညနေမှာချာလီကဆန်ကိုဂရီတစ်ခုပေးခဲ့ပါတယ်။အလုပ်ပြီးလို့ညနေခင်းအမြောက်တန်ကြားတိုင်းဆန်အိမ်မက်မက်တဲ့ဘေ့စ်ဘောအသင်းထဲရောက်အောင်တနာရီကြာလေ့ကျင့်ပေးမယ်ဆိုတာပါ။ဒါပေမဲ့စီကံတစ်ခုကတော့ဆန်ဟာဘယ်တော့မှနောက်မကျရဘူးဆိုတာပါပဲ။တညမှာတော့အမေဖြစ်သူကအလုပ်ပိုဆင်းရလို့ချာလီကိုဆန်ကိုကြည်ထားဖို့မှာသွားပါတယ်။ဒါပေမဲ့ချာလီကသူ့တငယ်ချင်းတွေရဲ့နှုတ်ဆက်ပွဲကိုခိုးထွက်ဖို့စ조사ရင်းဆန်နဲ့တိုးပါတယ်။ဆန်ကသူ့တငယ်ချင်းအိမ်ကိုဘေ့စ်ဘောပွဲကြည့်ဖို့လိုက်ပို့ပေးဖို့တောင်းဆိုတာကြောင့်ချာလီလိုက်ပို့ပေးခဲ့ပါတယ်။လမ်းမှာသူတို့ပျော်ပျော်ပါပါစကားပြောလာရင်နောက်ကကားတစ်စီးရဲ့ပေါ်ဆောင်မှုကြောင့်ပြင်းထန်တဲ့ကားအက်ဆီဒင့်ဖြစ်ပွားခဲ့ပါတယ်။လူနာတင်ကားရောက်လာချိန်မှာချာလီဟာတေးအန်ဆဲဆဲအခြေအနေမှာဆန်ကသူ့ကိုမထားခဲ့ဖို့တောင်းပန်နေတဲ့အာယုံကိုမြင်ခဲ့ရပါတယ်။ဆရာဝန်တွေကလျှက်စစ်တပ်အားနဲ့အသက်ကယ်ခဲ့လို့ချာလီအသက်ရှင်ခဲ့ပေမဲ့ဆန်ကတော့ဆုံးပါသွားခဲ့ပါပြီ။ဆန်ရဲ့ဇာပနမှာချာလီဟာစိတ်ထိခိုက်လွန်းလို့ဆန်ရဲ့ဘေ့စ်ဘောလက်အိတ်ကိုမပေးခဲ့ပဲထွက်ပြေးလာခဲ့ပါတယ်။တောအုပ်ထဲရောက်တဲ့အခါအမြောက်တန်ကြားလို့သူတို့ရဲ့ဂရီကိုသတိရပြီးငိုကြွေးနေတုန်းဆန်ရဲ့ဝိညာဉ်ကသူ့ရှေ့မှာပေါ်လာပါတယ်။ချာလီကသူတို့ရဲ့ဂရီအတိုင်းညနေတိုင်းအမြောက်တန်ကြားရင်တောအုပ်ထဲမှာစုံပြီးတနာရီလေ့ကျင့်ပေးမယ်လို့ဂရီထပ်ပေးခဲ့ပါတယ်။နှစ်ကြာပြီးနောက်ချာလီဟာဆန်မြုပ်နှံထားတဲ့သူ့တန်မှာအလုပ်လုပ်နေပါတယ်။သူ့ဘဝဟာအထီးကျန်ဆဲပါ။တနေ့မှာတော့သူဟာတက်ဆိုတဲ့အမျိုးသမီးငယ်နဲ့ဆုံခဲ့ပါတယ်။တက်ဟာပင်လယ်ဖြတ်လေလော်ပြိုင်ပွဲဝင်မဲ့သူဖြစ်ပြီးထူးချွန်သူတဦးပါ။ချာလီဟာညနေတိုင်းတောအုပ်ထဲသွားပြီးဆန်ရဲ့ဝိညာဉ်နဲ့ကစားလေးရှိပါတယ်။တစ်ဖက်မှာလည်းချာလီဟာတက်နဲ့ရင်းနှီးလာပြီးသူမကိုချစ်မိသွားပါတယ်။ဒါပေမဲ့သူကဆန်နဲ့ပေးထားတဲ့ဂရီကြောင့်တက်နဲ့အတူထွက်သွားဖို့ညှင်းဆန်ခဲ့ပါတယ်။တက်ကလည်းသူမရဲ့ပြိုင်ပွဲအတွက်လေ့ကျင့်ရင်းမုန်တိုင်းမိကပင်လယ်ထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။ချာလီဟာတက်ကိုကယ်တင်ဖို့စ조사ရင်းဆန်ရဲ့ဝိညာဉ်နဲ့လမ်းခွဲရမယ့်အချိန်ရောက်လာပါတယ်။ဆန်ကချာလီကိုတက်ကိုသွားခဲ့ဖို့တိုက်တွန်းပြီးသူကိုယ်တိုင်လည်းငြိမ်းချမ်းစွာနဲ့အလင်းတန်းအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။နောက်ဆုံးမှာတော့ချာလီဟာတက်ကိုအသက်ဘေးကကယ်တင်နိုင်ခဲ့ပါတယ်။တက်သတိရလာတဲ့အခါသူတို့နှစ်ယောက်ဟာအတူတူလှေတစ်စင်းနဲ့ကဘာပတ်ဖို့ခရီးစတင်ခဲ့ကြပါတော့တယ်။ချာလီဟာသူ့ရဲ့အတိတ်ကနာကျင်မှုတွေကိုကျော်လွှားပြီးဘဝသစ်ကိုရှေ့ဆက်လန်းနိုင်ခဲ့ပါတယ်။